မနက်3:40မိနစ်မာရီယိုပိုမျိုးကနေဆေးနှမိုင်အကော်မှာရှိတဲ့မန်ဟက်စ်မျိုးရဲ့ညင်းတဲ့ပိုင်းမှာပောက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ဆက်ချက်ဆိုသလိုပဲပြင်းထန်တဲ့မီးတောက်ကြီးတွေပေါ်ထွက်လာပြီးတော့စက္ကန့်ပိုင်းအတွင်းမှာပဲဧရိယာတစ်ခုလုံးကိုဝေါမျိုးတော်ခဲ့ပါတယ်။ထူထပ်တဲ့မီကိုနဲ့ကြီးတွေဟာခေါင်းဝယ်ရင်ကိုဖုံးလွှမ်းတော်တဲ့အထိအထက်ကိုလွှမ်းတက်တော်ခဲ့ပါတယ်။တောင်ဘက်စစ်မျက်နှာတစ်ခုလုံးကကင်းထောက်ဒရုန်းတွေနဲ့တိုက်ခိုက်ရေးဒရုန်းတွေကိုအုံနောက်တပွေထိန်းချုပ်မောင်းနှင်ပေးနေတဲ့ရူဘီကွန်ကွက်ကင်းမှုဗဟိုဌာနကြီးဟာအခုတော့ဗယန်းမတာဖြစ်နေတဲ့မီးပင်လေကြီးအဖြစ်ပြောင်းလဲတော့ပါပြီ။ဒါဟာမတော်တဆထိမဲ့တော့တဲ့ပြင်းမှန်မျိုးမဟုတ်ပါဘူး။ရုရှားရဲ့ဒရုန်းထောက်ပံ့မှုတွေကအကန့်အသတ်ဖြစ်နေချိန်မှာရူဘီကွန်ဟာလေကြောင်းတာလွန်မှုအတွက်အရေးပါတဲ့မန်တိုင်းတစ်ခုဖြစ်ပါတယ်။ယူကရိန်းဘက်ကဒီအရှိဆိုင်စခန်းကိုဖျက်ဆီးနိုင်ရင်ပြင်းမှန်တစ်ခုလေးကိုဖျက်ဆီးလိုက်တာမဟုတ်ဘူးဆိုတာနားလည်ထားပါတယ်။သူတို့ကရုရှားရဲ့ဒရုန်းစနစ်တစ်ခုလုံးကိုဓာတ်ရိုက်ထိုးနှက်လိုက်တာဖြစ်ပြီးတော့ရန်သူရဲ့ကင်းထောက်မှုနဲ့တိုက်ခိုက်နိုင်ဆုံးတွေကိုပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့တာပါ။ရူဘီကွန်ဟာရုရှားကအပြည့်အဝထိန်းချုပ်ထားတဲ့ရှေ့တန်းကနေကီလိုမီတာဒါဇင်ပေါင်းများစွာဝေးတဲ့နေရာမှာရှိနေတာကြောင့်ရောရေဒါအဆင့်ဆင့်ခေတ်မီလေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ထူထပ်တဲ့လုံခြုံရေးတပ်ဖွဲ့တွေရှိနေတာကြောင့်ပါရုရှားဟာသူတို့ရဲ့ကာကွယ်ရေးစနစ်ကိုဘယ်သူမှမဖောက်ထွင်းနိုင်ဘူးလို့အလွန်အမင်းယုံကြည်နေခဲ့တာပါ။ဒါပေမဲ့ယူကရိန်းဟာရေရင်ပြီးတီးကြတဲ့အပြင်လုံးဝကိုမထင်မှတ်ထားတဲ့တိုက်ခိုက်မှုကိုပြုလုပ်ခဲ့ပါတယ်။လွန်ခဲ့တဲ့တနအီကျော်ကရုရှားရဲ့ drone စစ်ဆင်ရေးရန်ရာရဲ့နှလုံးသားကိုဓာတ်ရိုက်ထိုးနှက်လိုက်တာပါ။မော်စကိုရဲ့အာရုံစိုက်မှုတွေဟာ gas data ကပြင်းထန်တဲ့တိုက်ပွဲတွေစီရောက်နေချိန်မှာရူဘီကွန်အရှိဆိုင်စခန်းဟာအထီးကျန်ပေမဲ့အလွန်တန်မိုးရှိတဲ့အာဏာချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဟာရေဒီယိုလိုင်းနှုံးစင်တွေရဲ့တိုက်ပွဲတစ်ခုပါပဲ။မနက်2:30မိနစ်တိတ်ဆိတ်တဲ့ညအမှောင်ကိုအကအခွေယူပြီးတော့ယူကရိန်းရဲ့ everyone အသေးခံ drone 9 စင်းဟာအနောက်တောင်ဘက်ကနေရုတ်တရက်ပေါ်လာခဲ့ပါတယ်။သူတို့ဟာမြေပြင်လေစီးကြောင်းကိုအသုံးချပြီးပေတရာအမြင့်ကနေပဲပြန်တန်းလာခဲ့ကြတာပါ။ရှေ့ဆုံးက drone ဟာရှိုးဝဲလက်နဲ့ဖြစ်တဲ့လှိုင်းနှောင်းချက်စနစ်ဂျင်မာနဲ့အယောင်ပြားစနစ်တွေကိုပေါင်းစပ်ထားတဲ့ကရိယာကိုတည်ဆောင်လာပါတယ်။ဆက်ချက်ဆိုသလိုပဲရုရှားရေဒါတွေဟာအဆက်အလက်တွေနဲ့ပြည့်နှက်တော်ခဲ့ပါတယ်။ဒါဇင်နဲ့ရှိတဲ့နောက်ပြီးယာနဲ့ရှိတဲ့အဆက်ပြလှိုင်းတွေတပြိုင်နက်တည်းပေါ်လာပါတယ်။အဲ့ဒီလိုင်းတွေဟာအလှော်လိုက်ကွေထွက်သွားတာလမ်းကြောင်းပြောင်းတာတစ်ခုနဲ့တစ်ခုရှုပ်ရှက်ခက်ပြန်တန်းနေတာကြောင့်ပြင်းမှတ်ဖမ်းဖို့မဖြစ်နိုင်တော့ပါဘူး။3စက္ကန့်မပြည့်ခင်ပါပဲရူဘီကွန်ရဲ့ပြင်းမှတ်ခွေခြားသတ်မှတ်တဲ့စနစ်ဟာဝင်ပြီးတော့ခဲ့ပါတယ်။ပြင်းမှတ်တွေအရင်များနေတယ်။ဘယ်မှာလဲဆိုတဲ့အသံဟာအရေးတကြီးထွက်ပေါ်လာပါတယ်။ပန်ဆာ S1 ကအရင်ဆုံးပြစ်ခတ်ခဲ့ပါတယ်။ဒုံးကျင်20ဟာလောင်ချာတွေကနေခေါင်းငင်တွေကိုတိတိထွက်တော့ခဲ့ပါတယ်။တော်ပလီချောင်းရဲ့ကောက်ကွေးစနစ်ကလည်းဆက်လက်ပြစ်ခတ်နေပါတယ်။30မီလီမီတာအမြောက်တွေဟာခေါင်းငင်တစ်ခုလုံးကိုရပ်ပစ်ခဲ့ပါတယ်။ကျေးစံတွေဟာထူထူထပ်ထပ်ဖြတ်တန်းတော့ပေမဲ့ပောက်ကွေးမှုလည်းမရှိထိမှန်မှုလည်းမရှိသလိုပျက်စီးတော့တဲ့ပြစ်မှတ်လည်းမရှိပါဘူး။ဒုံးကျတွေဟာဟာလာဟင်းလေးတွေကိုပဲပြန်တန်းတော့ခဲ့ကြတာပါ။လက်နက်အလုံးဟာမရှိတဲ့ပြစ်မှတ်တွေစီကိုပဲဥတီပစ်ခတ်မိနေပါတယ်။ရူဘီကွန်ကွက်ကင်းမှုဌာနဟာခဏတာရှေမကင်မိလက်မကင်မိဖြစ်တော့ပါတယ်။ပြစ်မှတ်တွေအရင်များနေတယ်ဘယ်မှာလဲခဏတာတိတ်ဆိတ်တော့ပြီးနောက်ရုရှားတက်မှုဟာဝန်ခနေထားရလိုက်ပါတယ်။ပြတ်သားပြီးအစ်ဆက်တက်ဒုတိယအမိန့်ထွက်လာပါတယ်။ခရာဆူခါဖိုးကိုဖွင့်လိုက်ဆိုတာပါ။ electronic စစ်ဆင်ရေးစနစ်ကြီးအလုပ်လုပ်လာပါတယ်။လှိုင်းနှောင်းရှက်မှုအားကိုအမြင့်ဆုံးအထိတင်လိုက်ပေမဲ့အဆက်ပြလှိုင်းတွေကိုငြိမ်သွားစေမဲ့အစားတောက်လောင်နေတဲ့မီတွေမှာစီလောင်းလိုက်သလို electronic မုန်တိုင်းကိုပို့ပြီးတော့ရှုပ်ထွေးသွားစေပါတယ်။တိုက်မှုကဆက်ရှင်ပဲနောက်ဆုံးရွေးချယ်စရာကိုပြောင်းလိုက်ပါတယ်။အရင်ရေဒါတစ်ခုကိုဘေးကင်းလုံခြုံမှုအကန့်အသတ်ထက်ကျော်ပြီးတော့အင်အားသုံးခိုင်းစေလိုက်ပါတယ်။လှိုင်းထုတ်လွှင့်မှုအားဟာအစိတ်အဟုန်နဲ့တက်လာပါတယ်။ဒါစနစ်တစ်ခုလုံးကိုကေဖို့အတွက်အစိတ်ပိုင်းတစ်ခုကိုအနေအနာခံပြီးရေဒါကိုယ်တိုင်ကို9စာအဖြစ်အသုံးပြုလိုက်တဲ့အလောင်းအစားတစ်ခုပါပဲ။ဆက်ချက်ဆိုသလိုပဲစကန်ဖတ်တဲ့ area ကျင်းတော်ပြီးတော့အဲ့ဒီရှုပ်ထွေးမှုတွေကနေစစ်မှန်တဲ့အဆက်ပြလိုက်5ခုပေါ်လာပါတယ်။ငိမ့်သက်ပြီးတုံလုံးမှုမရှိတဲ့အဲ့ဒီပြစ်မှတ်တွေထွက်ပေါ်လာပါပြီ။ရှင်းလင်းတဲ့ပြစ်မှတ်လမ်းကြောင်းဟာ screen ပေါ်မှာပေါ်လာပါတယ်။အင်အားအပြင်းနဲ့ပြေးဆိုတဲ့အမိန့်ဆက်ရှင်ထွက်လာပါတယ်။ပန်ဆာ S1 ဟာဆက်ရှင်တုံ့ပြန်ပါတယ်။250ခွန် E-SIP ဒုံးကျည်တွေဟာလောင်စာပေါ်ကနေအတန်ကြေကြီးနဲ့ထွက်ခေါ်တော့ပြီးမျက်စိတမိတ်အတွင်းမှာပဲအတန်ထက်2ဆမြင်တဲ့ Match 2နှုန်းအထိအချိန်တင်လိုက်ပါတယ်။ဒီတစ်ခါတော့တုံဆိုင်နေတာမျိုးမရှိတော့ပါဘူး။ဒုံးကျည်လမ်းကြောင်းတွေဟာရှင်းလင်းတော့တဲ့အဆက်လက်တွေပေါ်မှာပြင်းမှတ်ဖမ်းပြီးတော့ပါပြီ။စက္ကန့်ပိုင်းအတွင်းမှာပဲအကော်အဝေးဟာပျောက်ကွယ်တော့ပါတယ်။ခေါင်းငယ်မှာအလင်းနဲ့နှစ်ခုပေါ်လာပါတယ်။ရှေ့ဆုံးက FP120 ဓာတ်ရိုက်ထိမှန်တော့ပြီး
တောက်ပနေတဲ့တန်တိုတန်စားတွေအဖြစ်ပေါက်ကွေးတော့ပါတယ်သူတို့နောက်ကဲလျက်မှာပဲတော် M2 ကပြစ်ခတ်ပါတယ်30 mm အမြောက်တွေဟာရန်တန်ပစ်တာမျိုးမဟုတ်တော့ပဲထိန်းချုပ်ထားတဲ့ပြစ်ခတ်မှုတိုလေးတွေနဲ့အပန်ဟိမ့်ထွက်လာပါတယ်ကျေစံတွေဟာခေါင်းငယ်မှာရှုပ်ရှက်ခတ်တော့ပြီးတော့ကျန်ရှိနေတဲ့ပြစ်မှတ်တွေရဲ့ပြန်တမ်းမှုလမ်းကြောင်းကိုပိတ်ဆို့ဖို့အတွက်တင်းကျပ်တဲ့ပြစ်ခတ်မှုကွန်ရက်တစ်ခုကိုတည်ဆောက်လိုက်ပါတယ်ဒါဒီယာနဲ့စတုတ်တာမြောက် everyone တွေဟာပြစ်ခတ်မှုဇုံလေးကိုတေးတေးကြီးတိုးဝင်တော့ပါတယ်ကျေစံမိုးတွေဟာသူတို့ရဲ့ကိုယ်ထည်တွေကိုဖျက်တောက်တော့ပါတယ်သူတို့တွေဟာတည်ငြိမ်မှုပြပြတော့ပြီးတော့ထိန်ရှုံမှုမရတော့ပဲလေထဲမှာလည်းပေါက်ကွေးတော့ပါတယ်နောက်ဆုံးတစ်ဆက်ကတော့အနှိမ့်ကိုဆင်းမြေပြင်နဲ့ကပ်ပြန်ပြီးတော့မှလမ်းကြောင်းတွေခဏခဏပြောင်းရင်အခုလေးနဲ့ပိတ်တော်တဲ့ကွက်လက်တွေကြားတွေကနေထိုးထွက်ဖို့ကြိုးစားနေပါတယ်စက္ကန့်အနည်းငယ်အတွင်းမှာပဲအဲ့ဒါဟာဓာတ်ရိုက်ပစ်ခတ်နိုင်တဲ့အခေါ်အဝေးကိုလွှမ်းမြောက်တော့ပါတယ်ဟာကွက်တစ်ခုပေါ်လာပေမဲ့ကြာကြာမခံပါဘူးနောက်ဘက်ကောက်ွယ်ရေးလိုင်းက30 mm လေရန်ပစ်စက်တနက်တွေကစတင်ပစ်ခတ်ပါပြီဒီတစ်ခါတော့ area အကြီးကြီးကိုပစ်တာမျိုးမဟုတ်တော့ပါဘူးဒီတစ်ခါမှာတော့ပြစ်မှတ်ရဲ့နောက်ဆုံးလှုပ်ရှားမှုကိုလိုက်လံပစ်ခတ်တဲ့တီးကြတဲ့ပစ်ခတ်မှုမျိုးပါလမ်းကြောင်းကိုဖျက်တောက်လိုက်တဲ့ပစ်ခတ်မှုတိုလေးတစ်ခုပါကျေစံတောင်းဟာအင်ဂျင်အစုဝေးတွေကိုတေးတေးကြီးဖောက်ဝင်တော့ပါတယ် everyone ဟာလေထဲမှာခဏရက်တော့ပြီးရက်တန့်တော့ပါတယ်အဲ့ဒါဟာမီဂိုဒန်လေးတစ်ခုရှန်ထားခဲ့ပြီးတော့မြေပြင်ပေါ်ကိုထိုးဆင်းတော့ပါတယ်ဖြစ်စဉ်တစ်ခုလုံးဟာစက္ကန့်60တောင်မှမကြာလိုက်ပါဘူးစခွင်းပေါ်မှာဘေးအဆက်ပြလိုင်းမှမကျန်တော့ပါဘူးကွက်ကိမှုအခန်းတွေကတဲမာမှုတွေဟာရုတ်တရက်ရောကျတော့ပါတယ်တဲမှုဟာကလထိုင်ပေါ်မှီရှားလိုက်ပြီးတော့ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပါတယ်အရှိတွေကိုထိန်းချုပ်နိုင်ပြီးငါတို့ရဲ့တိုက်ခိုက်မှုကိုငါတို့ရှေ့မုန်းနိုင်ခဲ့ပြီဆိုတာပါဒါပေမဲ့ယူကရိန်းရဲ့ထိန်းချုပ်ရေးစင်တာမှာတော့ပြင်းထန်တဲ့တဲမာမှုတွေဖုံးလွှမ်းနေပါတယ်သူတို့ရဲ့အသုံးအဝင်ဆုံးလက်နက်ကမြင်းမြန်းဆက်ဆန်ပေါ်တော့တဲ့အတွက်စစ်စင်ရေးအင်ဂျင်နီယာတွေထိတ်လန့်နေပုံရပါတယ်ပထမရှေ့လန်းကိုဒီလောက်မြင့်မြတ်အဖက်ခံလိုက်ရရင်နောက်ထပ်ရှေ့လန်းမှာအမှားအယွင်းလုံးဝမရှိစေဖို့လိုအပ်တယ်ဆိုတာသူတို့သိနေကြလို့ပါယူကရိန်းကွက်ကေးမှုစင်တာမှာတော့အစောပိုင်းထိတ်လန့်မှုတွေဟာအပြင်းအထန်အချိန်မြင့်တိုက်ခိုက်ဖို့ဆုံးဖြတ်ချက်နဲ့အစားထိုးလိုက်ပါတယ်တကယ်လို့ဒရုန်းတွေကခိုးမဝင်နိုင်ရင်တူကြီးလို့တင်စားရမယ် SU-24M တိုက်လေယာဉ်တွေကိုတုံးပြီးတော့တကားကိုရိုက်ရှိုးပစ်ပါလိမ့်မယ်ဒါဟာအနောက်ဘက်ကထောက်ပံ့ရေးလမ်းကြောင်းတွေအမြဲတမ်းဆင်းလျှောက်ခံနေရပြီးအကျက်ရိုက်နေတဲ့အကျိုးဆက်ပါပဲတောင်းတမှု1မိနစ်တိုင်းဟာသွေးအားနေရောဂါခံစားနေရတဲ့ခန္ဓာကိုယ်လိုမျိုးရှင်းထဲမှာခေဟန်မီကြောင့်ပြက်လက်သွားနိုင်တာကိုဆိုလိုပါတယ်ပထမတိုင်းတိုက်ခိုက်မှုရှေ့မှုခံရတဲ့တပြိုင်နက်တည်းမှာပဲယူကရိန်းဘက်ကနောက်ထပ်အမိန့်တစ်ခုထွက်လာပါတယ်အချိန်မြင့်စစ်စင်ရေးအစီအစဉ်ကိုစတင်လိုက်ပါပြီယူကရိန်းပိုင်တဲ့အထေပိုင်းကအရှေ့ဆိုင်စခန်းတစ်ခုကနေယူကရိန်းပိုင်တဲ့အထေပိုင်းကအရှေ့ဆိုင်စခန်းတစ်ခုကနေ SU-24M2 ပြန်တက်လာပါတယ်သူတို့ဟာရေဒါမီးမာဆိုလို့မြေပြင်နဲ့ကပ်ပြီးအနှိမ့်ဆုံးအမြင့်ကနေတိတ်ဆိတ်ပြန်တန်းလာခဲ့ကြပါတယ်မနက်3:26 မိနစ်ရုရှားတပ်ဖွဲ့တွေဟာသူတို့ရဲ့စခရင်ဘော်ကနောက်ဆုံးဒရုန်းလိုင်းတွေကိုပဲအာရုံစိုက်နေပြီးတော့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကလည်းကြေပြန်ဖြည့်တဲ့အချိန်တွေရောက်နေတော့မှ SU-24M2 ဟာရောက်ရှိလာခဲ့ပါတယ်သူတို့ဟာရေဒါမမြင်နိုင်တဲ့နေရာကနေထွက်လာပြီးတော့တစ်ပင်ထိပ်ဖြားလေးတွေအပေါ်ကနေပြန်တန်းရင်းအခုနာကမှပွင့်တော့တဲ့ကာကွယ်ရေးကွန်ရက်ရဲ့ဟာဝဲတွေကနေတိုးဝင်လာခဲ့ပါတယ်တစင်းရှင်းစီမှာ KAB 500ဘုံနှလုံးစီတည်ဆောက်လာပါတယ်ဒါကြီးမားတဲ့ပထဝီနိုင်ငံရေးလောက်ကစားတစ်ခုပါပဲရုရှားထိန်းချုပ်ထားတဲ့နေမြေတွေကိုလူပါတဲ့လေယာဉ်တွေလွှတ်လိုက်တာဟာလေတရေတွေဆုံရှုံဖို့လက်နက်ကရိယာတွေဆုံရှုံဖို့နဲ့အရေးအကြီးဆုံးကတော့ပဋိပက္ခကိုအဆင့်အသစ်တစ်ခုအထိမြင့်တင်လိုက်ဖို့စွန်းစားမှုကိုလက်ခံလိုက်တာပဲဖြစ်ပါတယ်ဒီအချိန်မှာတော့ဒီကွက်ကိမှုစင်တာကရှေ့တန်းကိုလာနေတဲ့ NATO ထောက်ပံ့ရေးရန်တန်းတွေကိုတိုက်ခိုက်ဖို့ပြင်းပန်းညှိနှိုင်းမှုတွေမလုပ်နိုင်ခင်ရူဘီကွန်ကိုဘယ်လိုနည်းနဲ့မဆိုရှေ့မှုန်းဖို့ယူကရိန်းမှာတာဝန်ရှိလာပါတယ်အရှေ့စခန်းအပြင်စီးနဲ့3မိုင်အကောဟာခွဲတစ်ခုကိုအသုံးချပြီးတော့ SU-24M ရဲ့လက်နက်ဂျိတ်တိုင်တွေပေါ်ကနေ KAB 500ဘုံနှလုံးကိုရှေ့တန်းလေကြောင်းရဲ့ကောက်ကွယ်ရေးစခန်းတွေစီကိုဥတီပြီးကြေးချလိုက်ပါတယ်ရုရှားကတော့စရုပ်တရုပ်လိုတိတိကျကျပြန်လေတုံ့ပြန်ပါတယ်ပန်ဆာ S1 စနစ်ဟာအလိုအလျောက်ဂျားဖြတ်ဟန်တာရေးစနစ်ကိုဆက်ရှင်းဖွင့်လိုက်ပါတယ်57 E6 ဒုံးရည်တစ်စင်းဟာလောင်ချာကနေထွက်တော်ပြီးတော့ Max 2နှုံနဲ့မြင်းဖြောင်းအတိုင်းတော်ပြီးထိမှန်တော့ပါတယ်လေထဲမှာမီလုံးကြီးပေါက်ကွေးထွက်လာပါတယ်ဘုံကပြင်းမှတ်ကိုမရောက်ခင်ပါနဲ့ကြေမော့တော့ခဲ့ပါတယ်အဲ့ဒီနောက်ဆက်ရှင်းဆိုသလိုပဲတော် M2 ကဒုတိယပြင်းမှတ်ကိုဖမ်းမိတော့ပါတယ် 9M338K ဒုံးကြီးဟာအနှိမ့်ပိုင်းလမ်းကြောင်းကနေထွက်တော်ပြီးတော့ရေဒါအဆက်အလက်တွေအရာလမ်းကြောင်းကိုအမြဲတမ်းပြင်ဆင်နေပါတယ်အဲ့ဒါဟာပြင်းမှတ်နောက်ကိုစက္ကန့်အနည်းငယ်လိုက်တော့ပြီးနောက်အနိကတ်မှာပေါက်ကွေးခဲ့ပါတယ်ထူထပ်တဲ့ကြေဆန်စားတွေဟာ
ဘုံရဲကိုထေကိုရိုက်ခတ်တော့ပါတယ်ဒုတိယဘုံဟာလည်းကြေမောတော့ပြီးလမ်းကြောင်းလွှဲပြီးတော့လေထဲမှာလည်းပောက်ခွေတော့ပါတယ်ပထမလိုက်တိုက်ခိုက်မှုဟာလုံးဝပျက်စီးတော့ခဲ့ပါပြီအချိန်မရှိတော့ပါဘူး SU-24M20 ဟာအရှိတ်စခန်းရဲ့အစွန်ပိုင်းကိုဖျက်ပြန်တော့ပြီးတိုးပေါ်လာတဲ့ပြစ်မှတ်ဖမ်းယူမှုအဆက်ပြလှိုင်းတွေကနေလွတ်အောင်အကွေးအဝိုက်ပြုလုပ်ခဲ့ပါတယ်လေယာဉ်မောင်းခွဲလေးမှာတတိပေးတံတွေကြေလောင်စောထွက်ပေါ်နေပါတယ်ယူကရိန်းလေတပ်ရေးဟာအသက်ရှင်ဖို့အတွက်ထိန်းချုပ်မောင်းတယ်ကိုအတင်ဆွေးပြီးခက်ခဲတဲ့မောင်းနှင်မှုတွေကိုလုပ်ခဲ့ရပါတယ်လေယာဉ်ဟာ80ဒီဂရီအထိစောင်းပြီးတော့အမြင့်ဆုံးအလှအကွေ့ကိုလုပ်ခဲ့ပါတယ်ရုရှားတို့ရဲ့လမ်းကြောင်းတွေဂျားတွေကနေ SU-24M20 ဟာတင်မဲ့တမဲ့ဟာဘွက်ကိုဖျက်ကျော်ပြီးတော့ကျန်နေတဲ့ဘုံလုံးကိုဆက်ချင်းကြေချလိုက်ပါတယ်ဒါလောက်မြင်တဲ့အချိန်မှာအမှားအယွင်းဆိုတာကိုမီတာနဲ့မတိုင်းတော့ပဲစက္ကန့်ရဲ့1000ပုံတစ်ပုံလောက်ရှိတဲ့တုံးပြန်မှုအချိန်နဲ့ပဲတိုက်တာရတော့မှာပါစက္ကန့်ပိုင်းလောက်နောက်ကျတာနဲ့သူတို့ဟာခေါင်းငယ်ပေါ်ကနေပျောက်ခွေတော့မှာပါဒီအချိန်မှာအရာအလုံးဟာပြောင်းလဲနိုင်တဲ့အချက်တစ်ခုလေးအပေါ်မှာပဲမူတည်နေပါတယ်တကယ်လို့သူတို့လွှဲချော်တော့ရင်တော့အချိန်မြင့်စစ်စင်ရဲ့တစ်ခုလုံးကြာရှုံးမှာပါခရာဆူကာဖိုးကဝင်ရောက်နှောက်ယှက်ပါပြီမုံနှလုံးတွေကတစ်လုံးဟာပြင်းပြထန်ထန်နှောက်ယှက်ခံလိုက်ရပါတယ်လက်ညွန်အဆက်ပြားလိုင်းတွေတုံခါတော့ပြီးပြင်းမှန်ပျောက်တော့ပါတယ်အဲ့ဒါဟာလမ်းကြောင်းလွှဲတော့ပြီးအလကားပဲလွှဲကြောက်တော့ခဲ့ပါတယ်ပြင်းမှန်ကိုမတိခဲ့လေးပါပဲလေတိုင်းလို့လမ်းကြောင်းလွှဲတော့တဲ့မြားတစ်စင်းလိုပါပဲအရင်ကတွက်ချက်မှုအလုံးဟာဆက်ရှင်းမဲ့တုံညာဖြစ်တော့ပါတယ်ဘုံတစ်လုံးပဲတန်ပါတော့တယ်လေယာဉ်မောင်းကလေးမှာလေတရေရဲ့အတန်ဟာပြတ်သားစွာထွက်ပေါ်လာပါတယ်လမ်းကြောင်းတိုင်းဆက်တော့ပြင်းမှတ်ကိုဖန်ထားနောက်ထပ်အခွင့်အရေးမရှိတော့ဘူးဆိုပြီးတော့ပါနောက်ဆုံးဘုံဟာနှောင့်ယှက်မှုစုံကိုဖောက်ထွက်တော့ပါတယ်အဲ့ဒါဟာရှော့ရှော့မွေးမွေးမပြန်တန်းနိုင်တော့ပါဘူးအဲ့ဒါရဲ့လမ်းကြောင်းဟာအနည်းငယ်တုံခါနေပြီးတော့အမြင့်တန်းပြင်ဆင်နေရပေမဲ့လမ်းကြောင်းကိုတော့ထိန်းထားနိုင်ပါတယ်ပြင်းမှတ်ကတော့ဝင်ပြီးနေတဲ့ဆက်ကြောင်းတစ်ခုဖြစ်တဲ့အရန်ရေဒါစခန်းပါပဲထိမှန်တော့ပါပြီပြင်းထန်ပြီးလေးလံတဲ့ပောက်ကွေးမှုကြီးဖြစ်ပေါ်ခဲ့ပါတယ်အင်တာနက်တိဆောက်ပုံကြီးတစ်ခုလုံးကြေမော့တော့ပါတယ်တန်ထေတွေကွေးညွတ်တော့ပါတယ်စက်ပစ္စည်းတွေရဲ့အလေးဘဟိုကနေမီးတွေတောက်လောင်လာပါတယ်ထူထပ်တဲ့မီးခိုးနဲ့တွေတက်လာပြီးတော့ဆန်ဆာဧရိယာရဲ့တစ်စိတ်တစ်ပိုင်းကိုဖုံးလွှမ်းတော့ပါတယ်ယာယီအဖြစ်ဒီ blind spot လို့ခေါ်တဲ့ကွေနေတဲ့နေရာတစ်ခုပေါ်လာပါပြီမနေ့3:30မိနစ် SU-24M20 ဟာရမ်းမနေပါဘူးသူတို့ကပေ90အမြင့်အထိဆင်းပြီးတော့မြင်ပြင်နဲ့ကပ်ပြီးပြန်လေဆုတ်ခွာခဲ့ပါတယ်ဒါပေမဲ့ဒီတစ်ခါတော့ရုရှားကပြစ်မှတ်ကိုဖမ်းပြီးတော့ပါပြီကင်းလေးလေယာဉ်တစ်စီးဟာအရှေ့မြောက်ဘက်ကနေထွက်လာပါတယ်အကောဝေးဟာမြင်မြန်ဆက်ဆက်ကျင်းမြောင်းလာပါတယ်30မီလီမီတာအမြောက်တွေဟိမ့်ထွက်လာပါတယ်ကျေးဇူးတွေဟာ SU-24M20 နောက်ကိုတန်ထေမိုးသီးတွေလိုလိုက်လံပစ်ခတ်နေပါတယ်ပစ်ခတ်မှုတစ်ခုဟာနောက်ကလိုက်လာတဲ့လေယာဉ်ရဲ့ဘေဘက်တောင်ပိုင်းကိုပွက်တိုက်တော့ပါတယ်တန်ထေတွေပြတ်ထွက်တော့ပါတယ်လေယာဉ်ဟာရိမ့်ထိုးသွားပြီးတည်ငြိမ်မှုခဏတာပြတ်ပြတော့ပါတယ်ဆက်ရှဲဆိုသလိုပဲထိခိုက်မှုမရှိတဲ့ SU-24M ဟာဘေဘက်ကိုကွေးလိုက်ပြီးတော့ပြစ်ခတ်မှုလမ်းကြောင်းနဲ့သူ့ရဲ့အပေါင်းအဖော်ကြားမှာနေရာယူပြီးသူ့ရဲ့လေယာဉ်ကိုထေကိုဒိုင်းအဖြစ်အသုံးပြုလိုက်ပါတယ်တတိုင်းနဲ့ဒီမှာပဲအဲ့ဒါဟာပိုနှိမ့်အောင်ဆင်းလိုက်တဲ့အတွက်ရန်သူလေယာဉ်ကိုလိုက်လံတဲ့လမ်းကြောင်းပြောင်းတော့အောင်လုပ်လိုက်ပါတယ်ထိမှန်တော့တဲ့လေယာဉ်ဟာတည်ငြိမ်မှုပြန်ရလာပါတယ်သူတို့နှစ်စင်းလုံးဟာတန်းတန်းနဲ့မြင်မျက်နှာတွင်ပြင်နဲ့ရေဒါမီလောင်မှုကနေထွက်လာတဲ့မီကိုတန်းတွေကိုအသုံးချပြီးအမြင်အာရုံကိုပိတ်ဆို့လိုက်ပါတယ်အကွာဝေးပြန်ဝေးတော့ပါတယ်ပြစ်မှတ်ဖမ်းယူထားတဲ့အဆက်ပြလိုင်းပျောက်တော့ပါတယ်သူတို့လက်မြောက်တော့ပါပြီအဲ့ဒါပေမဲ့ပေးလိုက်ရတဲ့တန်ဖိုးကတော့ပြုပြင်ဖို့လာနေရှိကြမယ်စက်ပိုင်းဆိုင်ရာတန်းရပါပဲ SU-24M ရဲ့တိုက်ခိုက်မှုဟာ Rubicon ရဲ့အာယုံစိုက်မှုအလုံးကိုပင်မလမ်းကြောင်းကနေလွှဲဖေလိုက်ရှင်းဆိုတဲ့သူ့ရဲ့တခုတည်းသော mission ကိုပြီးမြောက်စေခဲ့ပါတယ်ကုန်ကြမ်းကြီးများပြီးအန်ဒီရဲ့ကြီးတဲ့လူပါတဲ့အယောင်ပြတိုက်ခိုက်မှုဟာအတဲရိုက်နေတဲ့အချိန်တွေမှာတော့မလွှဲမရှောင်သာလုပ်ရမယ်ရှေ့လန်းတစ်ခုပါပဲမနက်3:36မိနစ်ရုရှားရဲ့30မီလီမီတာအမြောက်တွေဟာလိုင်းလံပစ်ခတ်မှုကြောင့်အပူလွန်ကင်းနေတော့မှာပဲနောက်ထပ် FP1 drone ရှစ်ဆင်းဟာအရှိတောင်ဘက်ကနေပေ150အမြင့်မှာပေါ်လာပါတယ်သူတို့ဟာအုပ်စုလိုက်မပြတ်သမ်းပဲလိမ္မာပါနဲ့စော်နဲ့တိချစီဒီတိုက်ခိုက်မှုလိုင်းတွေအဖြစ်ခွဲထွက်တော့ပါတယ်ရှေ့ဆုံးအ3ဆင်းဟာအချိန်တင်ပြီးတော့အရှိဆိုင်စခန်းရဲ့မျက်လုံးတွေဖြစ်တဲ့ပင်မရေဒါမျှော်စင်ကအလင်းပြဆင်ဆာပေါ့နော်ဒီ optical sensor တွေစီကိုတေးတေးကြီးဥတီလာပါတယ်ရုရှားကဆက်ရှင်တုံ့ပြန်ပါတယ်ပန်ဆာ S1 အမြောက်စင်ဟာအရှိန်အပြင်းနဲ့လေပဲနေပြီးတော့ 57 E6 J 1000လောက်ရှာကနေထွက်တော့ပါတယ်မြင်းဖြောင်းအတိုင်းတော်တဲ့လမ်းကြောင်းဟာကိုင်း900အကောကရှေ့ဆုံးကပြစ်မှတ်ကိုတေးတေးထိမှန်တော့ပါတယ်ပထမ FP1 ဟာလေတင်းမှာလည်းပြတ်ထွက်တော့ပါတယ်အဲ့ဒီနောက်ရှက်ရှဲဆိုသလိုပဲအနီးနားကလေချောင်းရဲ့ကောက်ကွေရေးလိုင်းက30မီလီမီတာစက်တနက်တွေနဲ့ပြစ်ခတ်လိုက်တဲ့အခါမှာကျေးစံတွေဟာဒုတိယတစ်စင်းရဲ့လမ်းကြောင်းကိုတိတိကျကျဖြတ်တောက်လိုက်ပါတယ်
ဒုတိယ everyone ဟာတောက်ပတဲ့အပြက်အစည်းတွေအဖြစ်ပေါက်ကွေးတော့ပါတယ်ဒါဒီယာတစ်စင်းနဲ့ထိခိုက်တော့ပါတယ်နောက်ဆက်မှုတွေနဲ့အပြက်အစည်းတွေကြောင့်ထိန်ရှုံမှုစနစ်ရဲ့တစ်စိတ်တစ်ပိုင်းဟာဝေဝါးတော့ပြီးတော့လမ်းကြောင်းဟာအနေငယ်ပြောင်းတော့ပေမဲ့ရမတော့ပါဘူးအဲ့ဒါဟာပထမ20ရဲ့အပြက်အစည်းတွေကြားတွေကနေတိုးထွက်လာပြီးတော့မီးလောင်နေတဲ့အရန်ရေဒါကထွက်တဲ့မီဂိုနက်တွေကိုအသုံးချပြီးတော့ပင်မထိန်ရှုံမှုစနစ်ရဲ့ဆင်ဆာမှန်ဘလူးတွေကိုတည်တည်ကြီးထိုးဆင်းတော့ပါတယ်ထိမဲ့တော့ပြီးတော့စူးရှားတဲ့ပောက်ကွေးတန်ကြီးထွက်ပေါ်လာပါတယ်မိဘတွေဟာအရန်မျက်နှာအနှံကိုလွတ်ထွက်တော့ပြီးတော့ရုရှားကွက်ကေမှုစင်တာကစခရင်ဟာရုတ်တရက်အမှောင်အထိကျတော့ပါတယ်ရုရှားကွက်ကေမှုအခန်းတွေကစခရင်ဟာမှောင်မင်းနေပါပြီတတိပေးချက်တွေမရှိတော့ဘူးမြင်ကွင်းအဆက်အလက်တွေလည်းမရှိတော့ဘူးပျက်စီးနေတဲ့အဆက်ပြားလိုင်းအစားအနာတွေပဲကျန်ပါတော့တယ်ဘိုးဆောင်ကြီးရဲ့စနစ်ဟာကျန်တော့ပါပြီရုရှားတက်မှုဟာမှောင်မင်းနေတဲ့ထိန်ချုံမှုပေါင်ရှိမှာတောင်စီစီနဲ့ရပ်နေပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိတဲ့စနစ်ကြီးတစ်ခုဟာဖုန်းစခရင်ကွေးတော့ပြီးအလုံးလုံးနေသေးပေမဲ့ဘာမှမမြင်ရတော့တဲ့အခြေအနေလိုမျိုးဖြစ်တော့ကြရတာပါအပြင်ဘက်မှာတော့ကြံနေတဲ့ drone ၅စင်းဟာရှေးကိုဆက်တိုးနေတော့မှာပဲကွက်ကိမှုအခန်းတွေကတိတ်ဆိတ်မှုဟာအောင်မွေးခံတဲ့တိတ်ဆိတ်မှုမဟုတ်တော့ပဲလွမ်းမြောက်ရမရှိတဲ့အိမ်မက်ဆိုးရဲ့အစာပဲဖြစ်ပါတယ်ရုရှားကွက်ကိမှုစခရင်တွေမိတ်တော်တဲ့အချိန်မှာဒီဂျီတယ်နေပညာရဲ့မသေးချာမှုတွေပဲကြံ့ရစ်ခဲ့ပါတယ်အပြင်ဘက်ကကြံနေတဲ့ FP1 ၅စင်းရဲ့ဆူရှားတဲ့အသံဟာ Rubicon ခံတဲ့ကြီးအတွက်သင်မင်းရဲ့ခေါင်းလောင်းတယ်ဖြစ်လာခဲ့ပါတယ်။မှောင်မင်းနေတဲ့ကွက်ကိမှုဘန်ကာတွေမှာရုရှားအရာရှိတွေဟာဆိုးရတဲ့အကြက်အတီးနဲ့ရင်ဆိုင်နေရပါတယ်။သူတို့မှလက်နက်အင်အားရှိနေသေးပေမဲ့ညှိနှိုင်းပေးမဲ့အုံနောက်ကတော့လုံးဝပြတ်တောက်တော့ပါပြီ။ပင်မဆင်ဆာတွေရဲ့အကူအညီမပါပဲဒရုန်းတွေကိုကြားဖြတ်တိုက်ဖို့ဆိုတာမှောင်နေတဲ့အခန်းထဲမှာရှင်တကောင်ကိုပြစ်ဖို့ကြိုးစားနေသလိုပါပဲ။ဒီလိုနဲ့မနေ့3:40မိနစ်ကိုရောက်လာပါတယ်။ဗဟိုပြစ်ခတ်မှုထိန်ရှုံရေးစနစ်ရဲ့ယာယီအမြင်အာယုံကွေမှုကိုအသုံးချပြီးတော့ everyone ၅ဆင်းဟာအမြင့်ပေ120အထိရှော့ချပြီးတော့အုပ်စုငယ်2စုခွေးလိုက်ပါတယ်သူတို့ဟာလူစုခွေးမပြင်တော့ပဲအရှိဆိုင်စခန်းရဲ့အဓိကသွေးကြောတစ်ခုဖြစ်တဲ့ပင်မလောင်စာစီတိုးထောင်ယုံနဲ့တောင်ဘက်ပိုင်းကရုရှား UAV ဒရုန်းကွန်ရက်တစ်ခုလုံးကိုထောက်ပံ့ပေးနေတဲ့ဒရုန်းအစိပ်ပိုင်းတွေရှိတဲ့ကာဝင်းစီကိုတေးတေးဥတီလိုက်ပါတယ်ဒီအချိန်မှာ Rubicon ကအုံနောက်ဆိုရင်ဒီပြစ်မှတ်တစ်ခုကနှလုံးနဲ့အဆုပ်ပါပဲဘယ်တစ်ခုပဲဆုံချုံမြို့တစ်မြို့မှာမီရောရေရောတပြိုင်နက်တည်းပြတ်တောက်သောသူလိုမျိုးဒရုန်းစစ်ဆင်ရေးစနစ်တစ်ခုလုံးဒိုမီနိုလိုပြိုလဲတော့မှာပါအစမ်းလက်တွေရှုပ်ထွေးနေပေမဲ့ရုရှားတပ်ဖွဲ့ဝင်တွေဟာအသက်ရှင်ကြံရည်လိုတဲ့ဗီဇာနဲ့ပြန်လေတုံ့ပြန်ပါတယ် VAC M3 နဲ့ Top M2 စနစ်တွေဟာအရန်အလင်းပြလက်ညွန်စနစ်ကိုပြောင်းလိုက်ပါတယ်အဲ့ဒီချိန်မှာပဲနှစ်နာရီအရန်မှာပြစ်မှတ်ရှိတဲ့အဲ့ဒီပြစ်မှတ်ကိုပြစ်ပါဆိုတဲ့ဒီအမိန်ပေးချက်ကထွက်ပေါ်လာပါတယ် VAC M3 စနစ်က 9M317M ဒုံးကြီးဟာမိုဂျိုပစ်တယ်လို့ပောက်ကွေးတန်ကြီးနဲ့အတူလောက်ချာကနေထွက်တော့ပါတယ်ရေဒါလက်ညွန်မှုမရှိတော့တဲ့အတွက်အဲ့ဒါဟာအနီအောက်ရောင်ကြီးအလင်းပြစနစ်ရဲ့ညွန်ကြားချက်အတိုင်းခေါင်းငယ်မှာအကွေးအဝိုင်းနဲ့ပြန်တော့ပါတယ်အစိမ့်စိမ့်အမော်မော်ကွေးထွက်တဲ့ထိပ်ဖူးဟာပြစ်မှတ်အနားမှာပောက်ကွေးတော့ပြီးပြည့်ထန်တဲ့ PR လိုင်းနဲ့အတူရှေ့ဆုံးက F1 ကိုခေါင်းငယ်ပေါ်ကနေဖိချလိုက်ပါတယ်ဆက်ရှင်းမဲ့ပန်ဆာ S1 အမြောက်ကင်ဟာလည်းဒုတိယပြစ်မှတ်ကိုမှန်ပြောင်းကနေတစ်ဆင့်ဖမ်းပြီးတော့ပါတယ်30မီလီမီတာအမြောက်ဟာတိုတောင်းလဲပြစ်ခတ်မှုတွေနဲ့ဟိန်ထွက်လာပြီးဂျေဆန်တွေဟာဒရုန်းရဲ့ပန်ကာလေးကိုတေးတေးဝင်သွားပြီးတော့ဒရုန်းကိုအရေးပျော်နေတဲ့တန်ခဲကြီးအဖြစ်အရှိဆိုင်စခန်းတကားရှိမှနဲ့ထိုးချတော်စေပါတယ်အဲ့ဒီအချိန်မှာပဲယူကရိန်းကနီးဗျူဟာပြောင်းလိုက်ပါတယ်ချန်နေတဲ့ F1 3ဆင်းဟာလေထဲမှာလည်းလူစုခွေးလိုက်ပါတယ်အုပ်စုလိုက်မပြန်တော့ပဲပြစ်မှတ်တစ်ခုလေးကိုလည်းမစိန်တော့ပဲမိလောင်နေတဲ့ဒီအရန်ရေဒါကထွက်တဲ့မီကိုနက်တွေကိုအကအကွေယူပြီးလူစုခွေးလိုက်ကြပါတယ်သူတို့ရဲ့လမ်းကြောင်းတွေဟာခံမှန်းလို့မရတော့ပါဘူးရှေးဆုံးက F1 ဟာရုတ်တရက်အချိန်တင်လိုက်ပါတယ်အဲ့ဒါဟာအကွေးအဝိုက်တစ်ခုလုပ်ပြီးအစိပ်အပိုင်းတွေရှိတဲ့ကောင်းဝင်းစီကိုတေးတေးကြီးပြေးဝင်လာပါတယ်ကြီးမားတဲ့ပြစ်မှတ်မြင်သာတဲ့ဖန်ရလွယ်တယ်ဒါဟာလက်ရှိရှိသမျှကာကွယ်ရေးပြစ်မှတ်အလုံးကိုလမ်းကြောင်းတစ်ခုလေးစီဆွေးတော်ဖို့အတွက်အနည်းနာခံလိုက်တဲ့နေရုပ်တစ်ခုပါပဲကွက်ကဲမှုဘန်ကာထဲမှာတော့အဲ့ဒါကောင်းဝင်းကိုဥတီနေတယ်ဆိုတော့ဆက်ရှင်တုံးပြန်တန်တဲ့အတူတုံးပြန်မှုတစ်ခုပေါ်လာပါတယ်ရုရှားအမြောက်ကင်တွေဟာသူတို့ရဲ့အမြောက်စင်တွေကိုအသေးအတန်လှေးလိုက်ကြပြီးတော့ပန်ဆာ S1 နဲ့30မီလီမီတာအမြောက်တွေဟာအဲ့ဒီ area ကိုပစ်လိုက်ပါတယ်တေးတေးထိမှန်တော့ပါတယ်ဒါဒီအမြောက် F1 ဟာကားပါကဲအစွဲမာနဲ့ပောက်ခွေးတော့ပြီးတော့ကျေဆန်စားတွေနေရာအနှံ့လွတ်ထွက်တော့ပါတယ်ကွက်ကဲမှုစင်တာမှာတော့ငါတို့အဲ့ဒါကိုပြစ်ရှားနိုင်ပြီဆိုတော့အောင်ပွဲခံတဲ့အတန်တွေထွက်ပေါ်လာပါတယ်ခဏတာအတွင်းမှာတော့သူတို့ဟာအသာစီးပြန်ရပြီလို့ထင်ခဲ့ကြပေမဲ့တလှမ်းတော့နောက်ကျတော့ခဲ့ပါပြီအဲ့ဒီအချိန်လေးမှာပဲရုရှားရဲ့ပြစ်ခတ်မှုကွန်ရက်တစ်ခုလုံးဟာလမ်းကြောင်းလွှဲတော့ခဲ့တာပါမနက်3:40ကမိနစ်မီဂိုမြူတွေဂျာတွေကနေနောက်ဆုံး F1 20ထွက်ပေါ်လာပါတယ်
ရှောင်းတိုင်းတာမျိုးမရှိတော့ဘူးလူစုခွဲတာမျိုးမရှိတော့ဘူးအချိန်တက်တက်ပဲရှိတော့ပါတယ်ဒါဟာအချိန်ရှင်းကက်တဲ့တောင်းနဲ့ရန်သူရဲ့တုံးပြန်မှုဟန်ချက်ပြတ်တော့တာစားတဲ့နီးပြူဟာမြောက်တွက်ဆက်မှုအလုံးစုံစည်းတော့တဲ့အချိန်ပါပဲစတုတ်တာမြောက် everyone အရင်ဆုံးပေါ်လာပြီးတော့35ဒီဂရီဒေါင်းလောက်ကနေအင်ဂျင်ကိုအချိန်အမြင့်ဆုံးတင်ပြီးထိုးဆင်းလာပါတယ်မျက်စိတမိတ်အတွင်းမှာပဲအကွာဝေးဟာပျောက်ကွယ်သွားပြီးတော့လောင်စာစီကန်နန်ရန်နဲ့တေတေကြီးတိုက်မိပါတယ်ပြင်းထန်တဲ့အတန်ကြီးနဲ့အတူဖိအားပြင်းပေါက်ကွေးမှုဖြစ်ပေါ်ပြီးစီကန်နန်ရန်ဟာကျေမော့တော့ပါတယ်အတွင်းကဖိအားကြောင့်ဂါလန်ပေါင်းတောင်းနှင်းရှိတဲ့လောင်စာစီတွေဟာမိသက်ပိုက်ကြီးကနေထွက်လာတယ်လို့မျိုးပန်းထွက်လာပါတယ်သူတို့ပြန်မတုံးပြန်နိုင်ခင်မှာနဲ့90မြောက်ဒရုန်းဟာအနောက်ကလေးရဲမှာပေါ်လာပါတယ်လမ်းကြောင်းမပြောင်းပဲအချိန်မလျှောပဲပန်းထွက်နေတဲ့လောင်စာစီချောင်းရဲ့လမ်းကြောင်းအတိုင်းတေတေကြီးပြင်းဝင်လာပါတယ်ရှင်းကတ်တဲ့တောင်းဟာ90ဒီဂရီလောက်ရှိပြီးတော့ဒေါင်းလိုင်းနီးပါးဖြစ်နေတယ်လို့အချိန်ကလည်းရောမတော့ပါဘူးထိမှန်တော်ပြီးဒီတစ်ခါတော့အရဟာပောက်ကွေးမှုကြီးကိုစတင်စေခဲ့ပါတယ်လောင်စာစီပုံကြီးမိတောင်ကျုံတော်ပြီးတော့ပေ2000လောက်မြင်းတဲ့မိတိုင်ကြီးပေါ်လာပြီးပင်မကိုတောင်တစ်ခုလုံးကိုဝေါမျိုးတော်ပြီးဘေးကအရင်ကိုတောင်ကိုပါဆက်ဆင်းကူးဆက်တော့ပါတယ်ပောက်ကွေးမှုကထွက်တဲ့ဖီအားဟာအနီးနားကအဆောက်အုံတွေကိုဖြိုချလိုက်ပြီးတော့အစိပ်ပိုင်းတွေရှိတဲ့ကာဝင်းစီကိုပါဓာတ်ရိုက်ရောက်တော့ပြီးတော့အဲ့ဒါတွေကိုပါအရေးပျော်နေတဲ့တန်စားတွေအဖြစ်ပောက်ကွေးသွားစေပါတယ်ရူဘီကွန်အရှေ့ဆိုင်စခန်းတစ်ခုလုံးဟာပောက်ကွေးနေတဲ့မိဖို့ကြီးတစ်ခုလိုဖြစ်သွားပါတယ်ကွက်ကဲမှုစနစ်တစ်ခုလုံးလုံးဝပြိုလဲသွားပါပြီရုရှားစစ်သားတွေဟာအပူချိန်ပြင်းတဲ့နေရာကနေထိတ်လန့်တကြားထွက်ပြေးခဲ့ကြပြီးတော့ကွက်ကဲမှုဂွမ်းဆက်ကတော့ပြန်မရအောင်ပြတ်တော့ပါတယ်ဘီကိုလက်တွေဟာပေါ်စားမှုတွေအတွက်လူတွေအဝဲဖြူလိုမျိုးမန်ဟက်မျိုးကိုဖုံးလွှမ်းတော့ပါတယ်ယူကရိန်းဟာရုရှားရဲ့ဒရုန်းစစ်ဆင်ရေးရန်ရာရဲ့အဓိကဗဟိုချက်ကိုပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုအောင်မြင်ပေးနိုင်ခဲ့ပြီးတော့မော်စကိုအနေနဲ့နောက်လာမဲ့စစ်ဆင်ရေးကာလတစ်ခုလုံးမှာပေးဆက်ရမယ့်မဟာဗျူဟာမြောက်ဟာခွဲကြီးတစ်ခုကိုရှင်းထားခဲ့ပါတယ်မနက်6:30မိနစ်မန်ဟက်အနီးကရူဘီကွဲအရှေ့ဆိုင်စကန်တစ်ခုလုံးမှာအခုဆိုရင်နိုင်ရီပေါင်းများစွာကြောင်းမိပင်လင်နဲ့မိကိုနဲ့ကြီးတွေဖုံးလွှမ်းနေပြီးမာရီယိုပူမျိုးရဲ့ဆင်ချေဖုံးကိုဂျိုဒူအပူတိုင်းမြေပုံပေါ်မှာတောက်ပါပေမဲ့သေမန်းတမန်ဖြစ်တဲ့အပူအဆက်အပြောက်ကြီးတစ်ခုအဖြစ်ပြောင်းလဲပြစ်လိုက်ပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတော့အကျိုးဆက်တွေဟာမိကိုတိုင်တွေခြားတဲ့ကနေတာမင်မျက်စိနဲ့မြင်ရတာထက်ပိုပြီးတော့ကိုဆိုရောပြန့်ထန်ထားပါတယ်ပင်မရေဒါစကန်နဲ့မဟာဗျူဟာမြောက်လောင်စာစီတိုးလောင်ရုံဆုံးရှုံးသွားတာဟာပစ္စည်းဥစ္စာဆုံးရှုံးတာတသက်မဟုတ်ပါဘူးအဲ့ဒါဟာအထူးရွေးချယ်ထားတဲ့ရူဘီကွန်ဒရုန်းတပ်ဖွဲ့ရဲ့စစ်စက်ရေးတစ်ခုလုံးကိုအနည်းဆုံးနောက်တည်တဲ့ဘက်အနှင်းငယ်အထိဓာတ်ရိုက်မလှုပ်နိုင်အောင်လုပ်လိုက်တာပါမဟာဗျူဟာအရပြောရရင်ဒီပောက်ကွေးမှုဟာစစ်စင်ရေးရဲ့အရေးကြီးတဲ့အဆင့်မှာရုရှားရဲ့ဒရုန်းကင်ထောက်မှုနဲ့ညှိနှိုင်းဆောင်ရွက်နိုင်ဆုံးတွေကိုပြတော့စေပြီးတော့ဒေသတွင်းမှာအင်အားကွက်လက်တစ်ခုဖြစ်သွားစေပါတယ်ဒါဟာဒရမ်ဘတ်ကနေဇာပိုရီရှာအထိအရှေ့ဘက်စီးမျက်နှာတစ်လျှောက်ရုရှားရဲ့ထိုးစစ်ဆင်ရေးတွေဟာရုတ်တရက်မျက်စိကန်းတော့တယ်လို့ဖြစ်သွားမှာဖြစ်ပြီးတော့ကဲထောက်မှုနဲ့တိုက်ခိုက်ရေးဒရုန်းတွေရဲ့ပြစ်အားတွေပြင်းထန်ပြက်လက်သွားမှာကိုဆိုလိုပါတယ်နေတိုးရဲ့ထောက်ပံ့ရေးရန်တွင်းတွေဟာအဝေးကနေအထောက်ခံရမှာကိုမကြောက်ပဲရှေ့တန်းကိုအခွင့်ကောင်းယူပြီးတိတ်တဆိတ်တိုးဝင်လာနေချိန်မှာမော်စကိုအတွက်တော့ဒါဟာအန်ဒီရဲ့အရှိဆုံးအချိန်ပါပဲယူကရိန်းကရှင်းနေတဲ့သတင်းစကားတစ်ခုပေးလိုက်တာပါစမန်နိပညာဟာဘလို့ရုပ်ပိုင်းဆိုင်ရာအတားအဆီးကိုမဆိုဖောက်ထွင်းနိုင်တယ်ဆိုတာပါပဲဒါပေမဲ့ရုရှားကိုအားနေတဲ့ဒါမှမဟုတ်အတွေ့အကြုံမရှိတဲ့ရန်သူလို့တော့မထင်လိုက်ပါနဲ့တကယ်တော့ရုရှားစစ်သည်တွေဟာသူတို့ရဲ့စနစ်တွေမျက်စိကဲနေချိန်မှာတော့ထိတ်တဲ့အဆင့်လက်နဲ့ထိန်ရှုပ်တဲ့ကာကွယ်ရေးနည်းပညာတွေကိုတုံးပြီးတော့ယူကရိန်းဒရုန်းအုပ်စုတစ်ခုလုံးနီးပါးကိုပြစ်ချနိုင်ခဲ့တဲ့အထိအလွန်တရာမှကျွမ်းကျင်စွာတုံ့ပြန်ခဲ့ကြတာပါဒါဟာခါသီးပြီးလှောင်ပြောင်းသလိုဖြစ်နေတဲ့အခြေအနေမျိုးပါမိတ်ဆွေရဲ့ဘဝမှာအရေးအကြီးဆုံးနောက်ဆုံးဖုံးခေါ်ဆိုမှုအတွက်ဖုံးဘက်ထရီ100ခိုင်နှုန်းကိုတော့မှတနေ့ကုန်ကယူတစိုက်ရွှေတာခဲ့ပေမဲ့အဆုံးဖြတ်ပေးမဲ့အချိန်ရောက်မှအရှိကန်အဆက်ဖြစ်တဲ့အာသွင်းဘောက်ကိုပြန်စစ်ဖို့မေးတော့တာကြောင့်ဖုံးပိတ်တော့တဲ့အခြေအနေမျိုးနဲ့တူနေပါတယ်ယူကရိန်းဟာအင်အားအလုံးအရင်းနဲ့အနိုင်ယူခဲ့တာမဟုတ်ပဲရန်သူကိုသူတို့ရဲ့ကိုယ်ပိုင်တွက်ချက်မှုတွေအောက်မှာလည်းပြိုလဲတော့အောင်လုပ်ပြီးအနိုင်ယူခဲ့တာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်တွေကို comment မှာစာရေးပေးတော့ကြဖို့တောင်းဆိုပါတယ်နောက်နေ့တွေမှာလည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေလက်တလောဖြစ်ပျက်နေတဲ့ကမ္ဘာနိုင်ငံရဲ့အခင်းအကျင်းတွေနဲ့ဘ ഹു တုဒရရှိပြီးတော့ထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုအမြဲတမ်းပုံမှန်တင်ဆက်ပေးနေဥမာမို့စောင့်မျှော်ကြည့်ရှုကြပါဦးခင်ဗျာကျွန်တော်ကတော့ရုပ်ချောတဲ့ကိုအောင်ပါနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာကြင်ကြင်မာမာနဲ့ပြန်တွေ့ကြရအောင်ပါ